အားလုံးပဲမင်္ဂလာပါရှင်ချမ်းဟာဒီနေ့ကလောမှာပေါ့နော်တရက်တာပေါ့နော်စားတာသွားတာလေးတွေအကြောင်းလေးကိုတင်ဆက်ပေးမှာပါမနက်မိုးလင်းချင်းဒီမဆုပေါ့တက်လို့ရှမ်းခောက်ဆွဲဆိုင်လေးကတူဘူးနီလေးသွားပြီးတော့စားခဲ့ပါတယ်သူကတပွဲကို2500ပေးရပါတယ်စားလို့တော့တော်တော်ကောင်းပါတယ်ချမ်းတို့ဒီကလောရောက်တိုင်းပေါ့နော်မနက်စာစားဖြစ်နေတဲ့ဆိုင်လေးပါပုံမှန်ဆိုရင်တော့အီဂျာကွေးလေးဝယ်သွားပါတယ်ဒီနေ့ကတော့အီဂျာကွေးဝယ်ဖို့လည်းအချိန်မရှိတဲ့အတွက်ကြောင့်မဝယ်ဖြစ်ပါဘူးဒုတိယဆိုင်လေးကတော့ချမ်းတို့တွေရောက်တိုင်းထိုင်နေကြတီးကပါကဖေးဆိုင်လေးပါသူ့ရှိမှာဆိုရင်လက်ဖေးလေးကတော်တော်တောက်လို့ကောင်းပြီးတော့ဒီပဲကြွကြော်လေးကလည်းစားလို့အရန်ကောင်းပါတယ်ချမ်းတို့ပေါ့နော်လက်ဖေးနှစ်ခွက်ရဲ့ပဲကြွကြော်တစ်ပွဲရဲ့ဒီနောက်ထပ်ပဲတစ်ပွဲအပူယူတာကိုတိုတဲ6500ကျပါတယ်ရှင်ဒီအစားအစာတွေကလည်းချမ်းတို့တွေကလောရောက်တိုင်းစားဖြစ်နေကြဆိုင်နေပါပဲနေ့လယ်စားလေးကိုကြတော့ရှားမလေးဆိုတဲ့ဒနုယူရစားတောက်ဆိုင်လေးမှာသွားစားခဲ့ပါတယ်ဒါကတော့သူ့ဆိုင်မှာရနိုင်တဲ့မီနူးလေးတွေချမ်းကရိုက်ပြီးတော့တင်ပေးထားပါတယ်ရှင်ချမ်းတို့က2ယောက်တည်းဆိုတော့ကြောင့်မလို့ဟင်းနေတော့အများကြီးမမှာတော့ပါဘူးသူ့ရဲ့ signature 1မြစ်ချင်ရဲ့သူကတော့တပွဲကို12000ကျပါတယ်နောက်တစ်ခါကျတော့အစိမ်းကြော်ပေါ့နော်သူကတော့တပွဲကို6000ပါနောက်တပွဲကကြတော့ကြက်ကုန်းမှာပေါ့သူကလည်းတပွဲကို12000ကျပါတယ်နောက်ခါကျတော့သူ့ရဲ့ဒီ signature ပေါ့နော်ဂျူးမြစ်တုပ်ဆက်ဆက်လေးပေါ့နော်နောက်ခါကျတော့ပဲပုတ်ကြော်အဲ့ဒါတွေကတော့ FOC ပေးတာပါရှင်ဈေးနှုန်းလေးလည်းချမ်းတင်ပေးထားပါတယ်နော်ထမင်းစားပြီးတော့ wine AC ဆိုင်လေးမှာ wine လေးကို tasting လေးသွားလုပ်ခဲ့ပါတယ်သူရှိရ wine လေးလည်းချမ်းလို့တောက်ပြီးတော့နည်းနည်းလေးပေါ့ကိုအနဲ့အဆင်ပြေတဲ့ဝိုင်းလေးလည်းချမ်းတို့တွေရန်ကုန်မှာတောက်ဖို့အတွက်ဆိုပြီးတော့ဝယ်ခဲ့ပါတယ်ရှင်ညနေခင်းကျတော့ coffee time ဆိုတဲ့အတိုင်း cafe drink မှာ coffee လေးတောက်ခဲ့ပါတယ်အဲ့ဒီမှာလည်းနည်းနည်းလေးအချိန်တကြလေးထိုင်ပြီးတော့ဖြုံးခဲ့ပါတယ်ချမ်းတို့မှာတောက်တာတော့ hot americano ကတစ်ခွက်ကို6000မှာ ice matcha ကျတော့တစ်ခွက်ကို8500ကျပါတယ်ညနေပေါ့နော်6နာရီကျော်ကြတော့ချမ်းတို့တွေ high bar မှာသွားပြီးတော့သွားထိုင်ခဲ့ပါတယ်အားလုံး total 2800ကျပါတယ်ညစာကြတော့မိုနာကိုမှာချမ်းတို့တွေ cheese sandwich နဲ့နောက်ခါကျ seafood ထမင်းပေါင်းလေးစားခဲ့ပါတယ် cheese sandwich ကတပွဲကို1000 seafood ထမင်းပေါင်း1100ပေးရပါတယ်ရှင်ချမ်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်เนาะနောက်ဗီဒီယိုလေးဒီမှာပြန်တွေ့ကြပါမယ်ရှင်